အမျိုးသားတူဟာခေါင်းကိုတန်ကရိယာတစ်ခုအတွင်းချုံနှောင်ခံထားရပြီးအနှဲငယ်လှုပ်ရှားလိုက်တာနဲ့အသက်ဆုံးရှုံးသွားနိုင်လဲဆိုတာတိတိယနဲ့မှတ်တရနေပါတယ်။သူမလုံးမရှက်နိုင်ပဲအားနည်းနေတဲ့အခြေအနေကိုမြင်လိုက်ရတော့ရန်သူကသဘောကျပြီးလောင်ပြောင်ရင်မောလိုက်ပါတယ်။အန်ရရှိနေတဲ့ကြားကပဲအဲ့ဒီအမျိုးသားကတီငိမ့်စွာနေပြီးဖျားစာတွေကိုရွတ်ဖတ်တဲ့စီရနေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုပဲရန်သူရဲ့ခေါင်းမှာလည်းအလားတူတန်ကရိယာတစ်ခုလာရောက်ဆွတ်မိသွားပါတယ်။တန်ကွင်းကတဖြည်းဖြည်းကျက်လာတဲ့အခါရန်သူဟာဘလို့တားဆီးရမလဲမသိပဲထိတ်လန့်တကြားဖြစ်လာပါတယ်။အဲ့ဒီအမျိုးသားကတော့ဖျားစာကိုဆက်လက်ရွတ်ဆိုနေပြီးရန်သူကိုသူ့ရဲ့လူတက်လို့တဲ့စည်ရင်းကိုဆွတ်လွတ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ရန်သူကနားထောင်ဖို့ငင်းဆန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့အသက်ကိုကယ်တင်ဖို့အတွက်မျှော်လင့်ချက်မဲ့စွာနဲ့ပဲရန်သူကသူ့ရဲ့အကြမ်းဖက်တဲ့နီးလန်းတွေကိုရပ်တန့်ဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီအခါတန်ကရိယာကစတင်လျော့ရဲသွားပြီးသူ့အသက်ကိုချမ်းသာပေးလိုက်ပုံရပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကသူ့ရဲ့သာသနာပိုင်တောင်ဝေးကိုလွတ်ခါလိုက်တာနဲ့တပြိုင်နက်သူ့ခေါင်းပေါ်ကတန်ကရိယာကကွဲအပ်ပျက်စီးသွားခဲ့ပြီးရန်သူကိုမယုံကြည်နိုင်လောက်အောင်ဖြစ်သွားစေခဲ့ပါတယ်။အဲ့ဒီအစွမ်းကိုမြင်ပြီးလွှမ်းမိုးခံလိုက်ရတဲ့ရန်သူဟာတိုက်ပွဲကိုငြိမ်းချမ်းစွာအနိုင်ရောက်ခဲ့တဲ့အဲ့ဒီအမျိုးသားစီမှာလုံးဝဒူးထောက်အရှုံးပေးလိုက်ပါတော့တယ်